여러분 안녕하세요. 디니마로 코리아စကား ပြောတဲ့အခါအရန်အသုံးဝင်တဲ့ lil talak လို့ခေါ်တဲ့လဖြုတ်တတာအကြောင်းကိုလေ့လာသွားပါမယ်။အထူးသဖြင့်အဆုံးသတ်လတ်တပ်ပါတဲ့ကရိယာတွေနဲ့နာမဝိသေသနာတွေကိုယဉ်ကျေးတဲ့အသုံးနှုန်းဗမီတာစမီတာပုံစံပြောင်းတဲ့အခါဘယ်လိုပြောင်းလဲသွားလဲဆိုတာကိုလေ့လာကြရအောင်ပါ။ကဲ lil ပတ်ချင်တဲ့ဆုံးထားတွေပေါ့နော်။လအဆုံးသတ်ဒီလတ်တက်နဲ့ဆုံးထားတဲ့စကားလုံးဒီ niun view shio ဆိုတဲ့နာဘာဆာဆိုတဲ့ဒီစကားလုံးသုံးလုံးထဲကတစ်ခုခုနဲ့တွေ့ခဲ့ရင်လကိုဖြုတ်ရပါတယ်ပြမနော် niun view shio ဒီနာဘာဆာနဲ့တွေ့ခဲ့ရင်လတ်တက်နဲ့ဆုံးတဲ့စကားလုံးဒီနာဘာဆာနဲ့တွေ့ခဲ့ရင်ဖြုတ်ရပါတယ်ဆိုတော့ဒီမှာ aida ဒီတီဆိုတဲ့အဓိပ္ပာယ် aida ပုံမှန်ဗမီတာစမီတာ grammar ရဆိုရင် aidaအတက်ပါတယ်လို့ပြောမှာပဲလေလတက်ပါတယ်လေဒါဆိုစမီတာနဲ့တွဲမှာဘောလို့ပြောလိုက်မယ်ပေါ့နော်ဒါပေမဲ့ထားပါဒါလတက်နဲ့ဆုံထားရင်စမီတာနဲ့မတွဲပဲနဲ့ဗမီတာနဲ့တွဲရပါတယ်ဒါချွန်းချက်ပါဒီတစ်ချက်ကိုအရင်မှတ်ထားပြပါနော်လတက်နဲ့ဆုံတဲ့ကောင်ကိုစမီတာနဲ့မတွဲပဲနဲ့ဗမီတာနဲ့တွဲဆိုတာကိုအရင်ဆုံးမှတ်ထားပြပါဆိုတော့ကြည့်အောင်ဒါမှာဒါအောင်မစင်းစားကိုကြည့်မယ်ဗမီတာနဲ့တွဲမယ်ဆိုတော့လင်းဒီဘချင်းအတက်လာတက်ဒီဗမီတာဆိုတဲ့ဘာနဲ့တွေ့ပြီဆိုရင်လောက်ကိုဘာလုပ်ခဲ့ရလဲဆိုဖြုတ်ခဲ့ရတယ်ဆိုလောက်ဖြုတ်ပြီးတော့အမီတာဆိုပြီးတခါရေးရတာပေါ့နော်ဒလတာဆိုမာတီပေါ့နော်မာတီအဲ့လိုပဲဒါအောင်မစင်စားဒါကိုဖြုတ်မယ်ဒါထားမောက်နော်ဒါနော်ဒတာဒါအောင်မစင်စားဒကိုကြည့်မယ်လာတက်နဲ့ဆုံးတဲ့အတွက်ကြောင့်စမီတာနဲ့မတွေ့ဘူးဗမီတာနဲ့တွေ့မယ်ဆိုတော့လီယိုပတ်ချန်ဒီဘာနဲ့တွေ့ပြီဖြစ်နာဘာစာနဲ့တွေ့ရင်မလုပ်ရမလဲလီယိုဖြုတ်ရမလားထလာဆိုတာဖြုတ်တာပေါ့နော်ထလာလောက်ဒီဆိုဖြုတ်ဒီဆိုတော့လာကိုဖြုတ်ရမှာဖြစ်တဲ့အတွက်ဒမီတာလာကိုဖြုတ်ပြီးတော့ဘာတက်ကိုအောက်သွားတယ်ပေါ့နော်ဒမီတာမပါတယ်ပေါ့ဒါဆိုရင်ကြည့်အောင်နံပါတ်1မောစမန်ဒမီကဘာပြုလုပ်ပါတယ်မန်ဒတာဆိုတာပြုလုပ်ဒီနေရာမှာကြည့်အောင်တကယ်မူရင်ဗကဘာလို့လဲဆိုမန်ဒတာလာတနဲ့ဖြစ်ပါတယ်ဆိုတော့ဒါကိုမစင်းစားဘူးဒါကိုမစင်းစားဘူးဒီလာတနဲ့ဆုံးတဲ့အတွက်ဗမီတာနဲ့ပဲတွဲပါမယ်ဆိုတော့လာဒီဘာနဲ့တွဲလို့ရှိမှဖြစ်သွားမယ်လာကိုဖြုတ်ခဲ့တော့မန်ဒမီတာမန်ဒမီကာနဲ့မိထားတာပေါ့နော်မောစမန်ဒမီကာဘာကိုပြုလုပ်ပါတယ်လေပေါ့ဆိုတော့ဝီကြဆိုထိုက်ကုန်이자를 만듭니다. 걔나도그 어디에서 베니야마 삽니까 니바달레 살다의 니디 라답쳤대 또자 밥미다네 바우메 소라디 바네 또이 라오 펴비어 다카레 밥미다네 또에메수로 삽니다. 어디에서 삽니까 미건원어 베니야마 니야레 수로 기숙사에서 삽니다. 아사오마 니바레. 걔 나도 그 친구가 웁니까? 다 발레서 울다소라. 울다디 ngu디. alors 울다디 디 시가 보가서 그 롱루 묘베 라탑set때 자오 밤미다네 또메. 밤미다디 라디 바네 또에 바ဖြစ်သွားမှာလဲလာကိုဖြုတ်ပြီးတခါလေ우미가 뭐바달라 보노 그래서 내 친구가 이마 우노 웁니다 땡에 진가 뭐바래 뭐 걔나도 그 아이스크림이 이마 무옌바디 달다 초래 보노 초래 그리고 달다 하나 별도 왜 라따디 밤미다 내가 또 해봐매 그래서 나디 반에 또 이러 봐 펴도 말래 랍 펴도래 담미까 추바달라 그래서 내 아이스크림이 답니다 아이스크림이 추바래 바람이 불다 라따물로 밤미다 내 때문에 나디 반에 또 이러신 펴도 하매 그래서 바람이 부니까 리따이 바달라 그래서 내 바람이 붑니다. 헛게 리따이 바래 열다디 푼디 뭐노 푼디디 밤미다네 또이로 라디 바네 또이 라오 펴대 염미다 푼마레 팔다 야운디 팔라다디 밤미다네 또에메
လာနဲ့ပါနဲ့တွေ့တော့လာဖြုတ်တယ်ဖမ်းမိတာရောင်းပါတယ်ဂေါ်တာဒီဖုန်းခေါ်ဒီဖုန်းဆိုရင်ဖုန်းအရှိမဖုန်းရှိရင်ဖုန်းခေါ်ဒီပေးပြရတယ်အဝတ်ရှိအဝတ်ချိတ်ဒီအတိတ်ပဲမျိုးရှိရင်တော့ပြီးပတ်စံအရှိမပတ်စံရှိရင်ပတ်စံကိုလောင်းဒီဆိုတဲ့အတိတ်ပဲရတယ်ပေါ့နော်ဒီနေရာမှာဖုန်းခေါ်ဒီဆိုတဲ့အတိတ်ပဲနဲ့တုံးကြည့်မယ်ပေါ့နော်ဂေါ်တာခေါ်ဒီပေါ့နော်ဆိုတော့ဗမီတာနဲ့တွေ့မယ်လာဒီပါနဲ့တွေ့တော့လာကိုဖြုတ်မယ်ကောမီတာကအော်နော်ကောမီတာဆိုင်တာဒီနေထိုင်ဒီဗမီတာနဲ့တွေ့တော့လာကိုဖြုတ်မယ်ဆမ်မီတာနေပါတယ်ပေါ့နော်နိုးတာကစားဒီဗမီတာနဲ့တွေ့လာဒီပါနဲ့တွေ့လို့ရှိရင်လာကိုဖြုတ်တယ်နိုးမီတာကစားပါတယ်မောလ်တာဝေးဒီဗမီတာနဲ့တွေ့မယ်လာဒီပါနဲ့တွေ့တော့လာကိုဖြုတ်မယ်မတ်တာပေါ့နော်မမီတာဝေးပါတယ်ဒါဆလုံးပေါင်းမနေတော့ဖူးတာပြောချင်တာပေါ့နော်ဖောက်ဦးလာတဖူးဖူးတာဒီဖြည့်ဒီဆိုရဲဒီပေးရတယ်ပေါ့နော်တခုခုဖြည့်ရှင်းနေပေါ့ဆိုဖူးတာဒီဗမီတာနဲ့တွေ့တော့လာဒီပါနဲ့တွေ့ရင်လာကိုဖြုတ်မယ်ဘာဖြစ်သွားမှာလဲဖူမီတာဖြည့်ရှင်းပါတယ်ဖြည့်ပါတယ်ပေါ့နော်မွန်ဂျေရဖူးတာမွန်ဂျေရဆိုတာတနာကိုဖြည့်ရှင်းတယ်quick ဆိုတာဘီလေးကိုဖြည့်ရှင်းတယ်အဲ့လိုမျိုးတောင်းရနော် 힘들다 디 빈반디 라딱ဆိုတော့ဗမီတာနဲ့တွေ့မယ်လာဒီဘာနဲ့တွေ့လို့ရှိရင်လာကိုဖြုတ်တခါတည်းဗမီတာနဲ့တွေ့မယ် 힘듭니다 빈반 말이에요ဆိုတော့참문은ပဒင်းပေါက်ကို엽니다 열다ကနေလာရနော်ကဲဒါဆိုဒါကြည့်ရအောင်မနော် 아이들을ကလေးတွေကကစားဒီ노다 노습니다လို့မပြော노다ဒီမူရင်းဒါကိုဖြုတ်မယ်စမီတာနဲ့မတွေ့ဘူးဗမီတာနဲ့တွေ့မယ်လာဒီဘာနဲ့တွေ့တော့ဘယ်လိုဖြစ်သွားမလဲလာကိုဖြုတ်နိုမီတာ매점에서 우유를 팔다 매점ဆိုတာဈေးဆိုင်매점ဆိုတာကကန်တင်းလို့ဒါမှဆိုင်တေးလေးတွေကို매점လို့ခေါ်တယ်ပေါ့နော် shop ဆိုင်တေးလေးတွေကိုဆိုင်တေးလေးတွေဆိုင်ပေါ့နော်ဆိုတော့매점ဆိုင်ကနေ우유를နွားနုကိုဖိုက်တာရောင်းပါတယ်ဆိုတော့ဖိုက်တာဒီပမီတာနဲ့တွေ့တော့ဒါဒီဘာနဲ့တွေ့ရင်ဘာဖြစ်သွားမလဲလာကိုဖြုတ်ဖမ်မီတာ한국에서 아프리카는 멀다 코리아ကနေအာဖရိကကဝေးပါတယ်ပေါ့သူလည်းဗမီတာနဲ့တွေ့တော့လာဒီဘာနဲ့တွေ့လာကိုဖြုတ်မော်မီတာဝေးပါတယ်한국 문화를 고리아 인지무디 알다 띠래 고리아 인지무고 띠바래 뭐 두배 라따고 펴매 압니다 심화 표현의 타임아베노 문제를 표현하고 풀다 피신디 불로 표현하면 풉니다 머리가 길다 시디 라따 빠르도 밤미다네 때문에 라디 반에 또 일라오 표 깁니다 금미다 뭐노 머리가 금미다ခေါင်းရှိရဲဆိုတာဘာပြောရလဲစပင်းရှိတယ်လို့ပြောရနော်ခေါင်းမော်ရီဒီခေါင်းကိုဆိုလို့တော်မျိုးစပင်းကိုပြောချင်တာပေါ့နော်မော်ရီက금미다ဆိုစပင်းရှိတယ်လို့ပြောတာပေါ့နော်နံပါတ်9가방은ဒီမှာနေကမူရင်ဘကပါလဲဆိုdildaပေါ့နော်ဒီမှာမူရင်ဘကdildaတော့ဗမီတာနဲ့တွေ့တဲ့ခါမှာဒီလာဒီဘာနဲ့တွေ့ရင်ဘာကိုလာကိုဖြုတ်တယ်ဘာဖြစ်သွားမလဲ듭니다 가방에 듭니다. 가방은 왜이고 뢰바래 마와이로 표현해 뢰바래요. 한국에서 코리아마 나 사에다가 아니라노. 사에다 살롱파우 마니야노. 그래서 밤미다네 뚫루신 로표 담내 라오표도 삽니다. 무이 앞시면 로표 담나와노. 걔나고 이리 말래 로베 살롱파우 마니야와 သူ့ရဲ့မူရင်းဒီ 힘들다ကနေလာပါတယ်ဒါအောင်မစင်စားအောင် 힘들လာတမလို့ဗမီတာနဲ့တွေ့မယ်ဒါဒီဘာနဲ့တွေ့ရင်လောက်ဖြုတ်တယ်ဘယ်လိုဖြစ်သွားမလဲ 힘듭니다ဆိုတော့세종대왕은 세종대왕ဆို세종비인국의 안미가 무인바디 아이다워너 세종대왕을 띠바달라 ဆိုတော့내 세종대왕은 압니다ဆိုမူရင်းဘက်ကပါလဲဆိုတော့သိရမယ်ပေါ့နော်တိုင်းကီကတမီကတိုင်းကီစတော်ဘယ်ရီကချို့ပါတလားမူရင်းဘက်တွေတိုင်းတာနေလာရဲဆိုတာသိရမယ်ပေါ့နော်ဆိုတော့နေတိုင်းကီကတမီတာ
우체국 그 사다이가 뭡니까? 왜 받달라? 우인바디 뭘다? 네. 우체국 뭡니다. 아르바이트가 힘듭니까? 무인바디 힘들다가 아니라래. 네. 아르바이트 소 파타임 job이야. 아침 바이 알로가 힘듭니다. 새가 납니까? 날다 아니라 날다 소디 ပြန်တန်းတီကိုဆဲဆိုတာငဲကပြန်มาတလားလာတတ်တီဗမီတာနဲ့တွေ့ရင်လာနဲ့ပါနဲ့တွေ့ရင်လာကိုဖြုတ်တယ်နမ်မီကာအဲ့လိုမျိုးရပါတော့နဲဆဲကနမ်မီတာ아이가 웃습니까? ကလေးကရှိပါတလားပေါ့နော်아니요ကလေးကမရှိပါဘူးကလေးကငိုပါတယ်လို့ပြောချင်တယ်ဆို울다 디 ngodiပေါ့နော်ဆိုဘယ်လိုဖြစ်သွားမလဲ아니요 아이가 웁니다ဖြစ်သွားမှာပေါ့နော်ဘာတနဲ့ဖြစ်သွားမှာ문이 닫습니까? ပဒင်းပေါက်ကိုဖွင့်လိုက်ပိတ်ထားပါသလားဆိုတော့ပဒင်းပေါက်ကပိတ်ထားပါသလားဆို아니요ပဒင်းပေါက်ဖွင့်ပါတယ်ဆိုရင်문이ပဒင်းပေါက်ကိုမူရင်ပါ열다ကနေလာမယ်ဒါဆိုဘယ်လိုဖြစ်သွားမလဲ엽니다ဖွင့်ပါတယ်ပေါ့어디에서 삽니까? ဘယ်နေရာမှာနေလဲမူရင်ဘက်က살다ကနေလာတယ်ပေါ့နော်ဆိုတော့အဆောင်မှာနေတယ်လို့ဖြစ်မယ်ပေါ့နော်기숙사에서 삽니다. 양공에서 삽니다. 깨야에서 삽니다. 짝대로 필요해요. 무엇을 만듭니까? 만들다가 나와래. 발록바들래. 발록이 레를 수도 쿠쿠 만들다네 ပြန်ဖြည့်ကြည့်မယ်ပေါ့နော်ခုပြုလုပ်နေဥမာသမင်းတုပ်ပြုလုပ်နေတယ်လို့ပြောကြည့်မယ်ပေါ့နော်သမင်းတုပ်စီ비빔밥 참민떡고 만듭니다. 라따오 표매 블루엘람레 만듭니다. 러시아어를 모릅니까? 모르다. 러시아어 맞띠울라서 아니요. 러시아 바라스가 맞띠울라서 뭐하고 띠바래 원래 뱀치지만 뭐하고 띠래 뭐너. so 아이다서 간에 뱀치면 아이다는 뱀치지면 뭐너. 아니요. 러시아어를 라따서 압니다. 표다음에 띠바래 뭐. 전화를 겁니까? 걸다가 아니라에 폰 거다들라 뭐너. so 네. 오케이 전화 폰 거바래 뭐. 전화를 겁니다. 고향을 가깝습니까? 고향소와 무염니 가깝다 소와 니리 가깝습니까? 무염니가 니라서 니부 외래서 외리디 멀다. 서로 불러피다면 아니요. 고향을 뭡니다. 피다마거나 어디에서 놉니까? so 놀다가 아니라래 가사디. 베니야마 가사래서 운동장에서 가사고요. 운동장에서 놉니다. 가사바래요. ဒီနေ့သင်ခန်းစာကိုပြန်ပြောရမယ်ဆိုရင်လတ်တက်နဲ့ဆုံတဲ့စကားလုံးရဲ့နောက်မှာနာပါစာလိုက်တာလို့ရှိရင်လောက်ကိုဖြုတ်ရမယ်ဆိုတာကိုသိထားရမှာပဲဖြစ်ပါတယ်. 오늘은 여기까지 하겠습니다. 여러분 안녕.